တဲ့ပါတယ် तू ကအဲ့လိုမထော်ရီထထပြောတာပဲရှိတာအဲ့လိုနည်းနည်းကြွားတာလေးရယ်အဲ့ဒါမပေါအဲ့ဒါမပေါတကယ်ဟောနည်းနည်းတော့ပျောက်သွားရင်တို့မို့ဆိုတွေ့ရတယ်သူချင်းဆိုကြွားတာအခုတော့တိတ်ကြားတယ် comment ဆန်ပါတကယ်ဘယ်လိုဟောအောက်ကြလိုက်ပါခုလာကြတယ်ချစ်ဖို့ကောင်းပါတယ် तू အဲ့လိုမျိုး तू စိတ်ထဲမှာထင်တာ तू ရှောက်ပြောတယ် तू စိတ်ထဲမထားဘူးအဲ့လိုမထော်တယ်အားကြောင့်သူ့လူတွေကအဲ့လိုမျိုးထင်တာမှန်တယ်ဟောအရင်တော့ကျတော့ကျွန်တော်ကရမ်းပွင့်နေနေအရှိကိုရှိတိုင်းပြောတယ်သူမုန်းတာတွေစိတ်ဆိုးတာတွေစိတ်ကောက်တာတွေမသိဘူးစိတ်ဆိုးမှလားပွင့်နေနေပြောပိန်နေဆိုလို့တချို့ရပိန်နေလို့ပြောရင်မကြိုက်ကြဝိုင်းတယ်လို့ပြောမကြိုက်ကျွန်တော်ပွင့်နေဟမင်းတော်ပိန်နေပြီကြီးကြက်ပြီးလို့အဲ့လိုပြောတာစားတာကိုပြောတာအခုနောက်ပိုင်းတော့ရှော့လိုက်ပြီသူဖြစ်ချင်တာဖြစ်ကိုကအရန်ဂီယူနာစိတ်နဲ့ပြောပြတာမင်းကျမ်းမိုက်ထိခိုက်မယ်မင်းအရန်ပိန်နေပါညာဆိုဖြစ်ချင်တာဖြစ်တယ်အခုတော့ဖြစ်ချင်တာဖြစ်ဘာမှမပြောတော့ဥပိ္ပခါပြုတ်လိုက်တာလေဒါကိုကနဲ့ကိုကနဲ့ तू စိတ်ကွက်မှာအေးအဲ့လိုမဆိုင်တော့အဲ့လိုတွေ့ရဝင်မပါတော့တာခေါင်းဝင်မရောတော့တော့ပါလိုက်တယ်တုံးတော့ပြောပြလိုက်တာပါဒါဟမ်နင်းမောရှောက်ပြောနေပါညာအေးဟုတ်တယ်ဟို तू ကဝါးရထင်တာလေကျွန်တော်တို့အနေနဲ့ကတော့အဆင်ပြေပြေးလာတယ်ကွာဝါဟိုတော့ဝါတာမဟုတ်ပြေးလာတယ်အဲ့လိုဘိုင်းနေရကျေးဇူးတင်ပါတယ်အေးပြင်မာတော့မတည့်ဘူးမာတော့ဘယ်သူမှမေးလို့တော့ဘာဆိုင်ပြင်မာတဲ့သူပြောရနော်တော့ကတဲ့တယ်အကုန်လုံးနဲ့အမြဲအနိုင်ကျင့်နေကြဟုတ်လားပြောတာဖဲ့ပြီးတော့ဟဲဟောဆရာဟုတ်ပါဘူးဒါသူနဲ့ကသုံးနဲ့ကကျွန်တော်နဲ့ကဟိုရင်နာရဲ့ရင်နာနော်အဲ့ကားမှပဲဆုံပြီးနောက်ပိုင်းမှဆုံတော့ကြာပြီတော်တော်ကြာပြီအခုမှဆုံတင်းလေးတမန်လေးသူကတင်းမွေးဟုတ်တယ်အခုမှပြန်ဆုံတာအခုလည်းများဖြစ်သွားဒီမှာလည်းများဖြစ်သွားတော့ဘူးစားပေါ့အေးတော့လေးဘူးစားရေးစက်တွေဆုံးကြရေးစက်တွေမပြောလင့်ထားဘူးဟိုမှာ cast list ကြောင်းလူကတ်လို့ပါလူကတ်ဘယ်သူများဖြစ်မလဲမသိဘူးငါ့ရုပ်ကြောင်ကြောင်လောက်မသိဘူးကွက်တီပြေးသွားတယ်15ပြေဂလုံးလဲပါတယ်လေဒီကအော်ဟုတ်တယ်မှာဂလုံးကိုကောင်းမြတ်ဆန်ကောင်းဆန်လေးလည်းပါတယ်ဟုတ်တော့ရင်နာတဲ့ရင်နာနော်ဟုတ်တယ်အဲ့လိုဖွဲ့ရရလေအဲ့လိုပြန်တွေ့ကြပြန်ပြီးတည်ကြပျော်စရာကြီးနေပျော်စရာကြီးလူကစ်ပါတော့လေကိုယောက်ျားဖြစ်လို့ထင်တာထင်လိုက်ပါတယ်ဟုတ်လို့လားကိုကျော်ထက်များလားမသိဘူးဆိုဟဲ့ကာရိုက်တာမှာတော့အပူကြီးတယောက်ပါတော့ကိုကျော်ထက်လားသူကဘာယောက်ျားဖြစ်လားမသိဘူးဆိုတော့ဒီရောက်တော့ပြီးတော့ဟုတ်နေတော့လက်ထားတော့မို့မထင်တာမို့မထင်တာမို့ရမ်းပြောတာပဲလက်လာတက်နေမေးအောင်မှာရတယ်မို့ဒီလိုပါပဲဒီလိုပါပဲသူကဘသူနဲ့ပဲဖြစ်သူကပြောပါတယ်ပြောတယ်ကစ်နဲ့ပြောတက်ဖို့တွဲချင်တာလေအကုန်လုံးနဲ့တွဲချင်တယ်အကုန်လုံးနဲ့ဆင်ပြေတယ်ဘာမှမကြွားဘူးငယ်ချင်းနဲ့ဟိုလုံးမလားတဲ့ဗျတော့ဘာလို့ပါလဲဘာမဟုတ်အစီချမလားလို့လာခဲ့လို့ဒေါက်တာစကူလာခဲ့လို့ပြောတာဝါလာတယ်ဆိုတော့ तू ကဝါလာတော့အန်အောနေရနင်းဝါလာမဟုတ်ဘူးတဲ့ဟုတ်တယ်လို့73ပေါင်တက်တယ်လို့ဆိုတော့အဲ့ဆိုအစီချမလားတဲ့ဆိုပြောနေတာ तू ပြောပေးမယ်တဲ့ तू စီချဝါလာဝါသူပြေးလာတယ်သူဝါတယ်ဆိုတာသူများတွေရဲ့10ပုံတပုံတော့မရှိဒါပေမဲ့ကိုဘွားနဲ့ကိုဆိုရင်တော့ဝါတာပေါ့မှာသူကအများဆုံး94 96သူအဲ့တက်လုံးနေတာအဲ့ပေါင်ချင်းပဲအပိန်ဆုံး88သူတို့နဲ့ရန်နာနဲ့ရန်နာရိုက်တော့88ပေါင်ပဲရှိတယ်အဲ့လိုပိန်မိတ်သေးအခုက100ခွန်108ပဲနည်းနည်းတက်လာတော့နော်နည်းနည်းတက်ပါနည်းနာပဲတက်တာတကယ်ကြီး10နှစ်လောက်ရှိပြီနေအဲ့လောက်ပဲတက်ပြီဘောင်းကြီးတွေရောအင်ကြီးတွေရောမတော်တော့ဘူးလေအရင်တော့ extra small လို့ပဲအခုအဲ့စွတ်မရဘူးအဲ့လေတကယ်ကြီးစပွန်ဆာပေးလို့ပေးပါပေးပါတယ်ဟိုအစီချတာပေးပါတယ်ရပါတယ်မချပါဘူးငါဒီဝိတ်နဲ့ပြောပါတယ်ဆိုစီလေးစွတ်ချခိုင်းဂျင်းဆော့ကျင်တာကြောင့်မပြောပေးဟုတ်ဂျင်းကငါမကြည့်တော့ဘူးအဲ့ကြောင့်သူလုပ်ငန်းတွေပေါ့မှာလုပ်ငန်းတွေကလားကောင်လေးရဲ့လုပ်ငန်းပွဲလေးပေါ့စကွိုင်းလုပ်ငန်းရှင်အရန်တော့စကွိုင်းရန်လုပ်တတ်တယ်နော်ဟုတ်ပဲတကယ်ချင်းနော်အရန်အားကြရလောက်ကအားကြပြောပါဦးငါအားကြရတာဟောလူကတ်ဆိုတကယ်ကြီးမိအောင်မမိလဲရအောင်မမိလဲမိအောင်မိလို့မရသူတိုင်းကိုတိုင်းချဲရမှာလားအဲ့ဒီမျိုးသားနေတယ်ဟိုခေါ်ကြည့်ရတာခံစားမှုမှုပါဘလို့အော်ဒါတော့တော်တော်ကြိုးစားရမှာပဲကျွန်တော်ရှင်းပြီးသွားဟိုဒါပုံမလင်းလင်းပြောပြကျွန်တော်ကနာမငြိမ်ဘူးအရင်တော့ဆိုရင်အခုတော့တီတက်နက်နေဖြစ်မဟုတ်ဘူးသူနဲ့လုံးဝမရိုက်ဘူးကလည်းမဟုတ်ဘူးဆိုတော့လေဟို
အမြင်ပြောတာဆိုမလားဆိုတော့ အဲ့လိုမျိုးဒါပေမဲ့ဟိုမှာတော့ तू ကကိုကမွေ तू ကအဲ့လိုမျိုးတင်မင်းဆိုတော့နည်းနည်းအဲ့လိုတောင်းတောင်းတင်းတင်းနေပြောရတာပေါ့နော်ကိုကတော့ဘယ်လိုလာမလဲတော့မသိ သူကလင်မယားကြီးဆိုဘယ်လိုလာမလဲတော့မသိဘူးပေါ့နော် မင်းစားရအောင်ကြက်နော် အေးတကယ်တူတူပဲပေါ့အဲ့တုန်းကကြာတော့ကျွန်တော်တို့ကရင်နာရဲ့ရင်နာတော့ကျွန်တော်တို့ကလေဒါတော့အရင်များတာရှေးကြီး အရှိကြီးပိုက်လိုက်နေ तू ပြောရတာဆိုဘယ်လိုပို့ဆိုးရ ပို့ဆိုးတယ်အများကြီးပဲ အများကြီးပဲ အဲ့ဂျားထဲမှာကျွန်တော် flexible မဖြစ်ဘူးတောင်းတောင်းကြီးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးတွေပေါ့တင်မင်းဆိုတင်မင်းနဲ့ပုံစံလိုက်အောင်လို့ပြောရတဲ့ခါကျတော့တော်တော် ခက်ခဲလေးဖြစ်တာပေါ့အခုတော့ဆရာကြီးဖြစ်သွားပါပြီ ခုကတော့ easy ပါ ဒီကားတော့ဘယ်လိုခေါ်ကြမလဲစဉ်းစားတာ ကတော့ secret မှာဘယ်လိုလာမလဲတော့မသိသေးဘူးနော် စပရီကကျွန်တော်အစာပဲကြည့်ရတယ်ဆိုင်လို့စစ်ပဲဖတ်ရသေးတယ်ဟိုအရင်ဟိုဒီတေးတော့မကြည့်ရသေးဘူးဟုတ်ကဲ့ ဘယ်လိုမျိုးခေါ်စေချင်လဲ ရပါတယ်သူအဆင်ပြေလို့ပေါ့ ယောက်ျားကြီးလား အကြိုက်ကိုကိုပေါ့ အမောင်လား အမောင်တော့မဖြစ်နိုင်ပါဘူးဒီရုပ်မှာ ဟာ သမီးကလူရဲ့ကိစ္စ ဒါဘူတော့သွားထုတ်လိုက်တော့မယ် ကဲတက်ချင်လား ဘုရားထိုးပြန် ဟိုချေချာ ငါလည်းထိုးမင်းအောင်လေ အေး